နံရံနဲ့အဲ့ဒီနံရံဟာအချိန်တွေကိုပုတ်တိုးစေတယ်အာယုံပျောက်ဆုံးနေတဲ့ cell တွေကိုနာကျင်ကြိုက်ခဲစေတယ်ဒုတိယအုံနောက်ကိုထုံထိုင်းလေးကန်စေတယ်ပြီးတော့အဲ့ဒီနံရံဟာအတန်တွေကိုလည်းစားတယ်အဲ့ဒီနံရံအောက်မှာသွေးသိမ်းရှင်ရှင်တွေရှိတယ်ကိုယ်ခန္ဓာနဲ့သူများစိတ်တွေရှိတယ်ပေါက်ကွဲထွက်တော့မဲ့ဘူပေါင်းတစ်လုံးရဲ့တော်လဲတံတွေရှိတယ်အဲ့ဒီနံရံဟာလူတွေသိမသိတဲ့ခက်ရိုင်းရိုင်းကြပြတစ်ပိုက်ဖြစ်တယ်အဲ့ဒီနံရံဟာဗဒိုင်းသီးလိုစုပ်လဲဆူစားလဲယူဖြစ်တယ်အဲ့ဒီနံရံဟာဘုဖနက်ရဲ့ခွာရလဲဖြစ်တယ်အဲ့ဒီနံရံကိုအချိန်တွေနဲ့ရေးတယ်ဘဝတွေနဲ့ရေးတယ်ကွဲကွာခြင်းခွဲခွာခြင်းတွေနဲ့ရေးတယ်ဒေါ်လန်သူတို့ရဲ့ဝိညာဉ်တွေနဲ့ရေးတယ်ဖိနှိပ်ခံထားရတဲ့ယဉ်ကျေးမှုတွေနဲ့ရေးတယ်ဒါပေမဲ့အဲ့ဒီနံရံထက်မှာအနီရောင်ပန်းတွေဝေးဝေးဆာဆာပွင့်တော့မယ်ခင်ကြီးဒီကဗျာဟာမြန်မာနိုင်ငံကအကြမ်းဖက်စစ်အာဏာရှင်တွေရဲ့အကျဉ်းထောင်နံရံတွေကိုဖောက်ထွက်ပြီးတော့ရောက်လာတဲ့ကဗျာဖြစ်ပါတယ်ဒီကဗျာကိုရေးသားတဲ့မွေးရေးသားသူကဗျာဆရာဆိုရင်လည်းလက်ရှိအချိန်ထိအကြမ်းဖက်စစ်အုပ်စုရဲ့မတရားဖမ်းဆီးအကျဉ်းချမှုကိုခံထားရတဲ့သူဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့သူတွေချွင်းချက်မရှိအကျွမ်းမဲ့လွတ်မြောက်ဖို့အတွက်ဒီຫນွေဦးတော်လှန်ရေးမဖြစ်မနေအောင်မြင်မှဖြစ်ပါလိမ့်မယ်ဒါကြောင့်ဒီຫນွေဦးတော်လှန်ရေးကိုအောင်မြင်သည့်အထိကျွန်တော်တို့အစွမ်းကုန်ဆက်လက်စ조사သွားကြဖို့အားလုံးကိုမေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်အရေးတော်ပုံမဟုတ်ချအောင်ရမည်